Hello ကျမပထမဆုံး vlog လေးကိုတော့စိုက်တီကိုခြေလင်းတက်မဲ့ vlog လေးကနေပြီးတော့စတင်လိုက်ပါတယ်ဒါတော့ညတနာရီထိမအိတ်နိုင်သေးတော့ကျမပေါ့နော်ဒါပေမဲ့မနေ့ကျရင်တော့ကျမအစောကြီးနိုးရရှင်ပုံမှန်ဆိုတော့ကျမအစောကြီးမထောင်ဖေးသွားမယ်ဆိုလို့ရှိရင်တော့ကျမအမြဲတမ်းလမ်းဆန်းတက်ကြွနေတာဒါတော့စထွက်ပါပြီကျမတို့သွားတာကမိုးကုံဆောင်ကူလေးဆိုတော့ရာသီဥတုကအရန်လေးမပူဘူးအရန်လေးမအေးဘူးနေလို့တော်ကောင်းနေပေါ့နော်တောင်တက်မှာဆိုတော့ဒီလိုရာသီဥတုကိုရွေးပြီးတော့သွားတာရေပြီးတော့မွေးနေ့မှာတောင်ပေါ်မှာရှိတဲ့အာဘူးတွေကိုအစာကျွေးကျင်လာရဲ့ကြောင့်ဒါကျမတို့သွားခဲ့ကြတာပေါ့နော်ဒါကတော့ဟိုတယ်ဝင်မဲ့ဖြစ်ပါတယ်ဟိုတယ်ကအရန်ကျယ်ပြီးတော့စားပစ်လဲကောင်းနေပေါ့နော်ကျမတို့ကသွားတိုင်းတောင်အောက်မှာအမြဲတရက်အိပ်ပြီးမှတောင်ပေါ်ကိုတက်ပါတယ်အမြဲတမ်းဒီဟိုတယ်မှာပဲတက်ရတဲ့အဓိကရွေးချက်ကတော့ပန်းပင်တွေအမျိုးစုံရဲ့ပြီးတော့ channel မှာလိမ္မော်တီးပင်တွေအဲ့လိုမျိုးတက်မောက်တီးပင်တွေရှိရဲ့ပြီးတော့ customer တွေကပေါ့နော်သူတို့ခွင့်တောင်းပြီးတော့စားခြင်းလဲစားလို့စားဝင်ပေးရပေါ့နော်ဒီဟိုတယ်ကိုကြိုက်ရတဲ့နောက်ထပ်အကြောင်းရင်းကတော့ဒီရီကူကန်ကနေပြီးတော့တောင်တန်းယူလမ်းမြင်ရတဲ့ view ကိုသဘောကျရပေါ့နော်အကြီးကတစ်ချက်တည်းရောက်သွားသလိုမျိုး feeling ရတယ်ပေါ့နော်အဲ့ဒါကြောင့်နည်းနည်းရွှေဖြစ်တာပါဒါတော့ကျမရဲ့ room tour လေးတစ်ဖြစ်ပေါ့နော်ကျမကတော့ train ဘက်ပဲယူလိုက်တယ်ပြီးတော့ကတင်အောင်ဆက်ခိုင်းလိုက်တယ်အခန်းလည်းကျဲတယ်ပုံမှန်ဆိုရင်ဒါ2ယောက်အိတ်ဆိုပေမဲ့ကျမတို့တငယ်ချင်းတွေနဲ့လာမယ်ဆိုလို့ရှိရင်တော့အခန်းထဲမှာextra bed ထိုးပြီးလို့ရှိရင်တော့4ယောက်5ယောက်လောက်တော့အိတ်လို့ရမယ်ရှင်